안녕하세요 여러분. 오늘은 저희가 미얀마 민족촌으로 가보려고요. 그곳에 미얀마 민족들의 생활 방식, 전통 가옥, 문화들을 보여드릴게요. 그럼 저희와 함께 가시죠. 고고. Let's go. 버스 기다리고 있어요. Lúc wifi vậy mà. Có gì đi vậy mà. 저희가 민족촌으로 가는 거 처음이라서 내려야 될 버스 정류장을 잘 몰라요. 그래서 기사님을 도착할 때 얘기해 주라고 부탁했는데 그 아저씨도 깜빡하고 놓쳐서 저희 다시 오토바이를 탔었어요. 자, 드디어 버스로 1시간, 오토바이로 15분 달려서 도착했습니다. 그 게이트에서 저희가 입장료를 낼 겁니다. 입장료를 내고 안으로 들어갈 수 있어요. 지금은 민족촌 안에 들어갔어요. 미얀마 사람들은 1,000자 내야 되고 외국 사람들은 5,000 내야 돼요. 갑시다. 那上次一个爱上一个掉了呢。Thế là mà đi ra tiếng Anh. 빵. 또.
မှာတော့ပါတယ်အောက်ဆက်ခလုတ်တိုင်ဘူးဟုတ်ရတယ် free ရတယ်နော်လေကားရများတယ် အေးမတက်တော့ဘူး ဒါမှမပြလိုက်အနည်းကလေးပြလိုက်အောင်နော်여기에서는 식당이 있고 그쪽에 가면은 기념품 장소를 갈 수 있어요. 어느 식당이 먹어야 될지 잘 몰라서 사람들이 있는 이 식당을 골랐어요. 식당이 너무 넓어서 안에서 앉을 수도 있고 이렇게 친구들과 함께 여기로 오면 좋을 것 같아요. 메뉴판이에요. 알리샤가 볼 겁니다. 알리샤 뭘 먹을까? 마라 샴푸, 또양, 말라샹궈, 동양, 혹시 프라이드 볶음밥, appetizer, 야채, 마미 스타일, 타이 스타일, 살라드. 미얀마 스타일도 있고 태국 스타일도 있어요. 드링크, 음료수도 있어요. 비야. 비아도 있어요. 저희 취향이 아니에요. 비아는. 우리 둘이 여기 오려고 아침 11시에 시작했는데 버스는 저희 집이와 여기로 직접 버스가 없어서 버스를 2번 탔어요. 그리고 버스 정류장을 잘 모르기 때문에 그것을 지나가고 여기 오려면 오토바이를 또 탔어요. 그래서 지금은 오후 2시 반이 됐어요. 지금에야 점심을 먹어야 돼요. မကြည့်ဘူးထမင်းကြော်ပေါ့နော်ထမင်းကြော်နှစ်ရောင်တော့ထမင်းကြော်ပဲဒီဘက်ကတရုတ်ထမင်းကြော်ရဲ့ဒီကကြတော့ယူရီးယားငပိထမင်းကြော်9000ပဲရှိရဲ့စက်သားနဲ့ 이 식당에 음식들이 그렇게 가격이 비싸지 않아요. 이 볶음밥은 미얀마 7,000짜 있어요. 한국 원으로 바꾸면은 2,000원 그 정도 있어요. 그리고 달러로 바꾸면은 1달러 그렇게 비싸지 않아요. ကတော့စားပြီးပြီဆိုတော့တိုင်းသားဒီရဲ့အိမ်စားတော့ပုံနေထိုင်မှုပုံစံမျိုးတွားကြည့်မှာပဲဖြစ်ပါတယ်ရှင်လိုက်ခဲ့ကြည့်ပါဦးလိုက်ခဲ့ကြပါဦးလိုက်ခဲ့ကြည့်ပါဦးတူတူပါပဲဒါဒီတိုင်းသားကြော်ရောက်ချင်မှာပေါ့နော်ဘယ်လိုခံစားရလဲဆိုရင်
အေးချမ်းတယ်လို့ခံစားရအောင်ဆိုတော့တစ်ပင်လေးလည်းအများကြီးပဲဆိုတော့ ရိတ်တွေတော်တော်လေးကောင်းကောင်းရတယ် ဒီကောင်းနေတန်းလည်းရတယ်အေးချမ်းဖြစ်တယ်အရေးလည်းရတယ်ဆိုတော့အေးချမ်းဖြစ်တယ်လို့ခံစားမိတယ် သားစုတွေတငယ်ချင်းတွေဆေးလာလဲလို့ကောင်းတယ်ပေါ့ ဟုတ်လားခုတော့ဆက်မောနေ စားတော့ကတော့လေဈေးမကြီးပေမဲ့ကိုယ့်အကိုအိမ်ကနေထမင်းရထက်လာရင်ကောင်းတော့မယ် ဟုတ်တယ်နော်ဟုတ်တယ်စားတော့ကလေဟိုဈေးမကြည့်ပေမဲ့တိတ်ပြီးတော့အကြတာတိတ်မတူဘီယာတော့ကောင်းမှတင်တယ်ဘီယာတော့ကောင်းတယ် 이곳은 너무 넓어서 걸어서 돌아보려면 시간이 많이 걸릴 겁니다. 그래서 이렇게 자전거를 빌려서 걸어 다닐 수 있습니다. 자전거뿐만 아니라 자동차와 마차도 빌릴 수 있습니다. စပိန်နဲ့လည်းငါပြီးတော့ဒီဒိုင်းနာကြီးကအထဲကိုလက်ပတ်လို့ရပါတယ်ရှင်။ညောင်းညောင်းရခိုင်ပေါ့နော်ရခိုင်မျိုးတွေရဲ့ရိုးကတတိထုံနဲ့ဖြစ်ပါတယ်။စင်ပတ်ဖြစ်တယ်ပေါ့နော်ရိုးရှင်းဖြစ်တယ်ဒါမဲ့လည်းဒီပညာလက်ရမြောက်ပါတယ်။ဒီကရှေ့ပုံစံလေးမျိုးပါ။ရခိုင်မြောက်ဖေးရပေါ့နော်။ဒါကအဆုံးနဲ့ဒါအဆုံးနဲ့အပေါ်တက်မှာမဟုတ်ဘူးပြန်လာပြီပါဖြစ်တာအဲဝင်ပြတယ်အဲမှာဒီများမဲ့စိတ်အောင်ရမယ်နော်ရင်းတော့မောင်မောင်အေးမောင်လည်းအခါရောက်တော့ဒါကရခိုင်မျိုးရဲ့ရိုးရဝတ်ဆောင်ပါရခိုင်မျိုးမှာရခိုင်မျိုးနဲ့ဆိုလည်းအများကြီးရှိပါတယ်ဒီအခန်းကတော့ဒါရခိုင်မျိုးတွေရဲ့အဲခန်းပေါ့နော်သူရဲ့အဲခန်းပုံစံမျိုးပြောရမှာမင်းစားခန်းဖြစ်ပါတယ်ဒီမှာတော့ဝိုင်းပြီးတော့ထိုင်စားကြတော့နော်ထိုင်ရထိုင်ရပြမှာမလားထဲမနော်ဟုတ်ပါဒီစီမကန်မိဖို့ဆောင်ပြလိုက်မှာနော်ခဏဒီကနော်ပြေခိုင်လူမျိုးတွေပါတော့အဓိကအဖြစ်ဆက်တဲ့အစားအစာကိုစားကြတယ်ပေါ့သူတို့အစားအစာရဆက်ကြတယ်အော်ဒီမှာသားသမီးအိတ်ခဲသားသမီးအိတ်ခဲခိုင်ပြည်နယ်မြေပေါ်မှာမြန်မာပြည်နယ်မှာရှိဒါတော့အခန်းကြီးပါ Master bedroom ဒါမိဘတွေအရင်ထင်တယ်ဒါကြရားကမှာလာတယ်
Đã chưa? Nấu được chưa? Nấu xin này. Được hay được không? Không mà giờ cán gì? Mommy ရွေးရလာတော့မသိဘူး။ချမ်းဝင်းကျဲပြီးတော့လေ။ဖတ်ကြည့်နေပါဆိုင်တဲ့ဟာလေး။ညီမရွေးရတဲ့အိမ်တွေကအများစုကခြေတန်းရှိအိမ်ဖြစ်နေတယ်တူတယ်။ဒါလည်းခြေတန်းရှိအိမ်။ ဒါတို့လဲလုပ်ငန်းတွေလုပ်တဲ့ခါတုန်းကလည်းထုံးနဲ့ကျဲလို့Hai bông phồng xà ly bản mà. Khăn chè chè nó chè chè phù sa miêu. Nó sẽ thích cả thì mà lấy này gì cái này hả lấy ba nó không được cả lấy số đi chơi à số này cháu sao laရှိတော့ခွန်ပြောင်းလက်ပြီးတော့အဲ့ကန်းကအဲ့ကန်းတော့မရှိဘူးရိုးရပေးရတယ်လူမျိုးတွေရဲ့တင်ကြတာကြတော့ဟင်းတာရွက်အတလာလည်းရှိတယ်အားတော့သူရီရအဲ့ဒါဆုံးဆိုင်နေနေခွက်တယ်
ရေအိုးလေးနဲ့မင်းစားခံပြီးတဲ့ရှိကိုဒီမှာပဲထုတ်စားတယ်ဆိုဝဲဝရနာထွက်ကြည့်မယ်နောက်ပြီးရဲ့ဝရနာ အရှိပြန်ရောက်သွားလားမရောက်ဘူးနော် ရေလှမ်းတာပါနော် အမရဲ့တင်ကြီးတာကျတော့ချင်းတိနော်ချင်းတိခေါင်းနဲ့ဒီလိုဖះချင်းတိကောင်စောင့်နေကြတယ် ဒါတော့ပြလာပါ ဒီစင်ကတော့မထားတာဒီစင်ကကြာဒီမှာအယူဆရရတယ်နော်အဲ့ခံတယ်ဒီမှာတွေကအဲ့ခံတာဆိုတော့ ဝင်ပေါက်มาရေအိုးစင်ထားဝင်ချင်းမှလည်းဖျားကန်းတွေ့ရတယ်ပေါ့နော်ပရင်းပေါက်တွေကဒီတိုင်းနော်ခလာဟင်းလေးမှာဟိုမှာ 你也蛮有两条啊，谢谢。那不得啦，那不得啦，那叫。你那个是奥特皮吧？西瓜。 လက်ခွာပါနော် 那给公仔。西瓜有那个。来拖比哦，ရုပ်သေးရုပ်အော်ပြားဆက်တွေပါတယ်ကားပြရုပ်သေးရုပ်ပေါ့နော် 你妈妈没写的，他妈妈。 ညီမဝတ်ဆောင်လေးပြဒါကတော့သမီးဆက်ပွဲဆောင်ဝတ်ဆောင်လေး ဒီခက်ကမိသမီးဆိုရှင်စထုံးနဲ့ရောင်တုံးနဲ့အဲ့လိုမျိုးချာ ပန်းလေးပန်းမြောက် လေးပဲရှိခက်မိသမီးအဲ့ဒီမှာရှိပြီနော်ဘာလဲလုံးဝတယ်တော့လုံးဝရဲ့ပမာလုံးဝရုပ် က သေး ချာ ရုပ် တော့ဖြစ် လုံးဝရုပ်သေးရုပ်ကတော့လုံးဝမတမ်းဖြစ် တော့ပါ ဒိုးရှိဒိုးရှိ ဒါအဲ့ခန်းနဲ့ အဲ့ကမှာဒါသမင်းစားဝိုင်းဖတ်ထား သားသမီးအဲ့ခန်းဟောသားသမီးဝတ်ဆောင်လေးပါရှိရနော် တာသမီးအခန်းဆိုတာခလေးလေးဝတ်စားလို့ရှိတယ်တာသမီးအခန်းမှာတော့ကျဲရော ဟိုးကျဲပဲ မြမဖန်ဆိုတော့ခရဲမရှိဘူးဒါရှားနဲ့ပဲ ဖြာနဲ့ပဲ ရှားနဲ့ပဲပါတယ်နောက်လည်းပြန်ရအောင်ခေါင်းရဲမှာဘုံပေါက်လေးထားပေးထားရတယ်
ဝရဏပြလိုက်မနော် ဝရဏတို့ခေါ်တာပြေတို့ခေါ်ဝရဏတို့ဝရဏလည်းဒီထားမယ် ဟဲ့လုံးဝဟာလာဟင်းလေးမယ် ဟာလာဟင်းလေးမယ်အောက်ကငါလေးလို့ဖြစ်အောက်ကလေး အော်အိမ်သာအဲ့အိမ်သာဟိုမှာသူတို့မြေပဲတွေပဲထောင်းလာဖြစ်မယ်ထင်တယ် ဒီလိုကျန်တာကတည်းကပါလာပြင်နေမှာမှန်တင်ကောင်းတယ်ဆွေးစင်းတင်